ဆိုတော့တနေ့ကိုမေကွန်းအခုတန်ပေါင်း2500 ChatGPT ကိုမေးနေကြတယ်လို့ Sam Altman ကပြောပါတယ်ဒါပေမဲ့အများစုကရတင်ရထိုက်တဲ့မှန်ကန်တိကျတဲ့အဖြေမျိုးပြန်ပြီးတော့ရမနေကြဘူးဘာဖြစ်လို့လဲဆိုတော့ AI ကိုမေးတဲ့ပုံစံကမှားနေလို့မနေ့ပြန်ကျောင်းကလုပ်တဲ့ညစာစာပွဲကိုငါဘာဝတ်သွားရမလဲဆိုပြီးမေးလိုက်တာနဲ့တကယ်လို့မင်းကဒီဇိုင်နာတယောက်ဆိုရင်မနေ့ပြန်ကျောင်းကလုပ်မဲ့ညစာစာပွဲမှာကျောင်းသားတွေရောဆရာတွေရောပါတယ်ငါအနေနဲ့ဘယ်လိုပုံစံဝတ်သွားရင်တင့်တော်လဲဆိုပြီးမေးတဲ့ဒီမေးခွန်းနှစ်ခုကနေပြန်ရတဲ့အဖြေချင်းကမတူပါဘူး AI စီကနေတကယ်တိကျတဲ့ကိုယ်နဲ့ကိုက်ညီတဲ့အဖြေရဖို့အတွက်အခြေခံသိထားမယ်အချက်၄ချက်ရှိတယ်လို့သိရပါတယ်ဆိုတော့ဒီအချက်တွေကကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ဒီစင်ကာပူမှာလုပ်သွားတဲ့ GPT-4 prompt ပြန်ပွဲမှာပထမရသွားတဲ့ Shaila Dio တို့ Joe Fu တို့လိုမျိုး prompt engineering ဘက်ကဆရာကြီးတွေပြောပြထားတဲ့ချက်တွေပေါ့တော်တော်အသုံးဝင်ပါတယ်ချက်၄ချက်ရှိပါတယ် row text context နဲ့ format ပါပထမဆုံး row ဆိုတာက तू ကဘယ်လိုလူနေရာကနေတွေးရမယ်ဆိုတာမျိုးသတ်မှတ်ပေးတာပေါ့နော်ကျွန်တော်စပြီးတော့စာရိုက်တာနဲ့ဥပမာမင်းကကားအကြောင်းကျွမ်းကျင်တဲ့ engineer တယောက်ဆိုပါစို့အဲ့လိုမျိုးသတ်မှတ်ပေးလိုက်တာကသူ့အတွက်သူသွားပြီးတော့အချက်လက်တွေယူရမယ့်နေပယ်ကကိုတကယ်မေးလိုက်တဲ့နေပယ်နဲ့ဆက်ဆက်နေတဲ့စီရပဲ professional ဆန်နဲ့တိကျတဲ့အဖြေတွေကိုပို့ပြီးတော့ယူပေးသွားနိုင်တယ်နောက်တော့ text ဆိုတာကတော့ကိုသိချင်တဲ့ကိုမေးချင်တဲ့ဒါမှမဟုတ်ကိုခိုင်းချင်တဲ့အရာတွေကိုစပြီးတော့ခိုင်းတော့မှာပေါ့နော်ခုနကကျွန်တော်တို့ role သတ်မှတ်ပေးတယ်မင်းကကားအကြောင်းကျွမ်းကျင်တဲ့ engineer တယောက်ဆိုပါစို့အဲ့ဒီနောက်မှာငါရဲ့ Volvo XC40 ကားကိုပုံမှန်ဘာအချက်အလက်တွေကိုစစ်ဆေးသင့်လဲဒါ test ခိုင်းတာပေါ့နော်အဲ့ဒီကနေမှတစ်ဆင့် context ဆိုတာကတော့ငါကအခုခရီးအဝေးသွားတော့မှမဟုတ်လို့ငါကားကိုစစ်ချင်တာအဲ့ဒါကိုမှနောက်ဆုံးအဆင့် format ဆိုတာကတော့ကိုထုတ်ပေးစီခြင်းတဲ့ပုံစံနဲ့ထုတ်ပေးဖို့တခါတည်းခိုင်းတာငါစစ်ရမယ့်အချက်လက်တွေကိုငါ့ကို checklist နဲ့ထုတ်ပေးဒါမှမဟုတ်လို့ရှိရင်လည်းဓာတ်ပုံလေးနဲ့ငါဘယ်ချင်းကြည့်လိုက်တာနဲ့ရှင်းရှင်းလေးလေးမြင်ရမယ့်ဓာတ်ပုံလေးနဲ့ထုတ်ပေး format နဲ့ထုတ်ခိုင်းတာပေါ့အဲ့လိုမျိုးအဆင့်၄ခုနဲ့မေးတဲ့အချိန်မှာ AI ဘက်ကနေပြန်ထုတ်ပေးတဲ့အဖြေတွေကတိတိကျကျနဲ့ကိုယ့်အတွက်တကယ်ကန့်ညီတဲ့အဖြေမျိုးတွေပြန်ပြီးတော့ရတယ်ဆိုတော့ကိုငါကာခီးသွားမှမဟုတ်လို့ဘာစစ်ကမလဲမေးလိုက်တာထက်မင်းက professional engineer တယောက်ငါအခုခီးသွားတော့မှမဟုတ်လို့ငါကာ Volvo XC40 ကိုဘာတွေစစ်သွားရမလဲဒီလိုမျိုးမေးတဲ့မေးခွန်းတစ်ခုမှာပြန်ပြီးတော့ဖြေပေးတဲ့အဖြေကလုံးဝကိုကွဲသွားပါတယ်အဲ့ဒီကနေမှနောက်တစ်ဆင့်နည်းနည်းပို့ပြီးတော့ရှုပ်ထွေးတဲ့မေးခွန်းတွေမေးတော့မယ်ဆိုရင်သိထားမယ် techniques တွေပေါ့နော်ဒါတွေကသိထားစေချင်လို့ဒါပြောတာပေါ့နော်အခုပြောမယ့်အရာတွေကအနုပညာနယ်ပယ်မှာဆိုလို့ရှိရင်လည်းချိုးဖောက်တယ်မူပိုင်ခွင့်ချိုးဖောက်တယ် copyright တွေလုပ်နေတယ်ဆိုပြီးတော့အများစုသတ်မှတ်ခံရတဲ့နီးစနစ်တွေပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အားလုံးကကောင်းတာတွေရောဆိုးတာတွေရောတော့သိထားသင့်တယ်ထင်လို့ပြောပါပါ future prompting ဆိုတာကဘာမှမမေးခင်ဘာမှမခိုင်းခင်မှာအရင်ဆုံးသူ့ကိုexample တွေပေါ့နော်ဥပမာတွေပြတာ Eminem ရဲ့ဒီသချင်း၃ပုဒ်ကိုရင်နားထောင်ကြည့်ဆိုပြီးတော့ Eminem သချင်း၃ပုဒ်ရင်ထည့်လိုက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း Mr Beast ရဲ့ဒီဗီဒီယို၃ပုဒ်ကိုမင်းအရင်ကြည့်လိုက်ဒါမှမဟုတ်လို့ရှိရင်လည်းဒီပကြီးလက်ရာ၃ခုကိုမင်းအရင်ကြည့်ဆိုပြီးတော့ကိုကအရင်ဆုံးဥပမာတွေပေးလိုက်ပြီးရင်အဲ့ဒါနဲ့စင်တူတဲ့ငါ့ကိုပကြီးကားတွေသချင်း lyrics တွေဗီဒီယို script တွေထုတ်ပေးဆိုပြီးတော့ထုတ်ပေးခိုင်းတယ်ပေါ့နော်ဒါပုံဝင်လင်းပြောမယ်ဆိုရင်တော့တခြားသူရဲ့ပုံစံကိုခိုးတာပဲပေါ့နော်ခိုးယူတဲ့သဘောပဲအဲ့လိုမျိုးလုပ်ပြီးတော့မှငါ့ကိုအဲ့ဒီလက်ရနဲ့ပဲဘလို့ပုံစံမျိုးဗီဒီယိုထုတ်ပေးသချင်းစာသားရေးပေးပကြီးပုံတွေထုတ်ပေးဒီလိုမျိုးခိုင်းတာကို future prompting လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ chain of thought ပေါ့နော် chain of thought ဆိုတာကိုယ့်အဖြေမပေးခင်မှာသူကိုယ်တိုင်ပြန်ပြီးတော့ reasoning လုပ်ပြီးတော့မှန်နိုင်လားမမှန်နိုင်လားပြန်ပြီးတော့ကိုအရင်ဆုံးစစ်ဆေးဆိုတာမျိုးခိုင်းတာပေါ့နော်ဥပမာတစ်ခုခုကိုမေးလိုက်တဲ့နောက်မှာကျွန်တော်တို့ကမင်းငါ့ကိုအဖြေမပေးခင်မင်းကိုယ်တိုင်အဲ့ဒီအဖြေကဖြစ်သင့်ရလားဆိုတာမျိုးမိမမင်းအရင်ဆုံးပြီးတစ်ဆင့်စဉ်းစားပြီးတော့မှငါ့ကိုအဖြေပေး English လို့ဆိုလို့ရှိရင်တော့ think step by step before you answer ပေါ့အဲ့ဒါမျိုးထည့်ပေးလိုက်တာကသူတစ်ဖြစ်ကျွန်တော်တို့တွက်ချက်ရတဲ့သင်္ချာတို့ engineering တို့နဲ့ပတ်သက်လို့ရှိရင်တန်းပြီးတော့အဖြေမပေးခင်မှာသူတစ်ဆင့်ချင်းစဉ်းစားပြီးတော့မှအဖြေထုတ်ပေးတာနောက်တစ်ခုကတော့ constraint ဆိုတာကတော့ကျွန်တော်တို့ကမေးထားတယ်ငါ့ကိုအာကာသယာဉ်တစ်စီးရဲ့ဒီစောက်ပုံအကြောင်းပြောပြဆိုပြီးမေးထားတယ်သူကအရှေ့ကြီးပဲထုတ်ပေးဒါကိုငါ့ကို10နှစ်သားလောက်နားထောင်ရင်တော့နားလေလောက်မဲ့ပုံစံမျိုးပြန်ထုတ်ပေးဒါမှမဟုတ်လို့ရှိရင်လည်းငါ့ကိုစလုံးကြီး1000အောက်နဲ့ပဲပြန်ထုတ်ပေးအဲ့ဒီလိုမျိုးချုံခိုင်းပြီးတော့နားလဲလွယ်အောင်လုပ်ခိုင်းတာမျိုးပုံဝင်လင်းပြောရင်တော့ဗီဒီယိုတွေလုပ်တဲ့အချိန်မျိုးမှာဗီဒီယိုကိုဤပညာနဲ့ပတ်သက်ပြီးမရင်းနှီးတဲ့သူတွေပါကြည့်လိုက်တာနဲ့နားလဲအောင် script ထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်း343တာရှိရတဲ့အထဲမှာပါပါတယ်နောက်ဆုံးတစ်ခုကတော့ iterative refinement လို့ခေါ်ပါတယ်ဘုထုလိုမျိုးတစ်ဆင့်ချင်းကိုလိုချင်တဲ့ပုံစံမျိုးမရမချင်းကိုယ်တိုင်လည်းအားစိုက်ပြီးတော့ခိုင်းတာမျိုးပေါ့နော်ခုနကကျွန်တော်ပြောသလိုမျိုးအာကာသယာဉ်တွေရဲ့တိစောက်ပုံအကြောင်းကို engineer တယောက်လိုငါ့ကိုရှင်းပြဆိုပြီးတော့ခိုင်းလိုက်တဲ့အချိန်မှာ AI ဘက်ကနေပြီးတော့ကျွန်တော်တို့စာအရှိန်နဲ့ထုတ်ပေးလာလိမ့်မယ်
အဲ့ဒါကိုမှကျွန်တော်တို့ကထပ်ပြီးတော့နည်းနည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းမဲ့ပုံစံမျိုးပြင်ပြီးတော့ရေးပြီးအဲ့ဒီကနေမှတစ်ဆင့် engineer တယောက်ရဲ့အမြင်တွေကနည်းနေတယ် engineer တယောက်ရဲ့အမြင်ကိုနည်းနည်းပိုထည့်ပြီးအဲ့ဒီမှာတစ်ဆင့်နည်းနည်းလေးထက်ချုံပြီးအဲ့လိုမျိုးတစ်ဆင့်ချင်းဘူးထုသလိုမျိုး protocol လိုချင်တဲ့ပုံစံမျိုးရုပ်လုံးမပေါ်လာမချင်းခိုင်းသွားတာမျိုးတော့ iterative refinement လို့ခေါ်ပါတယ်အခုပြောသွားတဲ့ပုံစံတွေကတော့လက်ရှိနိုင်ငံတကာမှာလည်းအသုံးများကြတဲ့ prompt ပေးတဲ့ပုံစံတွေပေါ့အဲ့တော့နောက်တစ်ခေါက် AI ကိုတစ်ခုမေးတော့မယ်ခိုင်းတော့မယ်ဆိုလို့ရှိရင်အခုပြောသွားတဲ့အချက်လေးတွေနည်းစနစ်လေးတွေကိုသုံးပြီးတော့ခိုင်းကြည့်ကြပါမတူတဲ့ပို့ပြီးတော့ကောင်းတဲ့အဖြေတွေရပါလိမ့်မယ်